ရင်တော့တောင်းကြော်လေလင်းကတောင်းဖတ်တာရင်တော့လင်းကဖြစ်တောင်းမယ် တသိန်းပါပဲဟိုင်ဝဲကလည်းတသိန်း ပြောလေဖုန်းတစ်လုံး ငွေလေးနေအောင်ဆိုင်နဲ့ဖတ်မှာပြောပါ ဖုန်းတစ်လုံး ပြော 9000ဆိုတော့ ပြော ဖုန်းတစ်လုံး9000ဆိုတော့5လုံးလောက်ပြောလေဟော ညင်ပြောနေတယ်ကိုငါမပြောတတ်တော့ဘူးကြာ ပြောဟိုကလေးပြောလို့ပြောဖုန်းတစ်လုံး ဖုန်းနေပေါ်ပြီဆိုတော့ဖုန်းတစ်လုံး9000ဆိုတော့လို့9လုံးလောက်ကိုဝဲကင်ပြစ်မယ်လို့စိတ်ကူးလိုက်တာလို့နောက်ကြတော့ဖုန်းကက်လေးတစ်ခုတည်းကို9000လို့နောက်ပြီးတော့ကြတော့ဖုန်းကကိုဖုန်းအလုံးကြီးဝယ်ရတာကြတော့သိန်းကျော်တယ်လို့နောက်ကြတော့တခါအဲ့သိန်းကျော်တန်းကြီးတွေဝယ်ပြီးအဲ့ကက်ကလေးထည့်လိုက်ပြီးတော့ကြတော့ဒီတိုင်းလဲသုံးလို့မရပြန်ဘူးငွေပတ်ဆက်ကငွေကက်ကထည့်ရပြန်ရောအဲ့ဒါကြောင့်မလို့ဖုန်းရတာစိတ်မရှင်ဘူးမလျှော်ဘူးစိတ်ညစ်သွားတယ်လို့စိတ်မပြောဘူးစိတ်ညစ်သွားတယ်ပြီးသေးလားကြိုက်